နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအနိစ္စလက္ခဏာသဗ္ဗေသင်္ခါရအနိစ္စတိယထာပညာယပတ္တတိအထနိဗ္ဗေတတိဒုက္ခေဧတမေခောဝိသုဒ္ဓိယသဗ္ဗေခသိင်္ဂုံသောသင်္ခါရယုံနံဓမ္မသင်္ခါရတရားအပေါင်းတို့သည်အနိစ္စတိခိုင်မြဲခြင်းမရှိကြကုန်ဟု၍ယထာအခြင်းခါ၌ပညာယာဝိပဿနာဉာဏ်ပညာဖြင့်ပတ္တတိရှုမြင်၏အထထိုသို့ရှုမြင်သောအခါ၌ဒုက္ခေယုံနံဒုက္ခသဘောတရားတို့၌နိဗ္ဗိတတိငြိမ်ငွေ၏ဧတဧသောဤသို့ငြိမ်ငွေခြင်းသဘောသည်ပင်လျင်ဝိသုဒ္ဓိယမေညာဖောညာအမြင်မှန်၏မေကောလမ်းကြောင်းသည်ဟောတိဖြစ်၏ဒုက္ခလက္ခဏာသဗ္ဗေသင်္ခါရဒုက္ခတိယထာပညာယပတ္တတိအထနိဗ္ဗေတတိဒုက္ခေဧတမေခောဝိသုဒ္ဓိယသဗ္ဗေခသိင်္ဂုံသောသင်္ခါရယုံနံဓမ္မသင်္ခါရတရားအပေါင်းတို့သည်ဒုက္ခတိဆင်းရဲ၏ဟု၍ယထာခြင်းခါ၌ပညာယာဝိပဿနာဉာဏ်ပညာဖြင့်ပတ္တတိရှုမြင်၏အထထိုသို့ရှုမြင်သောအခါ၌ဒုက္ခေယုံနံဒုက္ခသဘောတရားတို့၌နိဗ္ဗိတတိငြိမ်ငွေ၏ဧတဧသောဤသို့ငြိမ်ငွေခြင်းသဘောသည်ပင်လျင်ဝိသုဒ္ဓိယမေညာဖောညာအမြင်မှန်၏မေခောလမ်းကြောင်းသည်ဟောတိဖြစ်၏အနတ္တလက္ခဏာသဗ္ဗေဓမ္မာအနတ္တတိယထာပညာယပတ္တတိအထနိဗ္ဗေတတိဒုက္ခေဧတမေခောဝိသုဒ္ဓိယသဗ္ဗေခသိင်္ဂုံသောဓမ္မာတရားအပေါင်းတို့သည်အနတ္တတိအစိုးမရအလိုသို့မလိုက်အနှစ်သာရမရှိဟု၍ယထာခြင်းခါ၌ပညာယာဝိပဿနာဉာဏ်ပညာဖြင့်ပတ္တတိရှုမြင်၏အထထိုသို့ရှုမြင်သောအခါ၌ဒုက္ခေယုံနံဒုက္ခသဘောတရားတို့၌နိဗ္ဗိတတိငြိမ်ငွေ၏ဧတဧသောဤသို့ငြိမ်ငွေခြင်းသဘောသည်ပင်လျင်ဝိသုဒ္ဓိယမေညာဖောညာအမြင်မှန်၏မေခောလမ်းကြောင်းသည်ဟောတိဖြစ်၏အနိစ္စဝတ္တသင်္ခါရဥပါဒဝယဓမ္မိနောဩပိစိတဝါနိရောသန္တိဒေတံဝုပတ္တမောတုခောသင်္ခါရယုံနံဓမ္မသင်္ခါရတရားအပေါင်းတို့သည်ဝတ္တစင်စစ်ဧကံအမှန်မုတ်ချအားဖြင့်
အနေစာခိုင်မြဲခြင်းမရှိကြကုန်ဥပ္ပါဒဝေယဓမ္မိနောဖြစ်ပြီးသည့်နောက်ချုပ်ပြောက်ခြင်းသဘောတရားရှိကုန်၏ဩပိစိတ်တဝါဖြစ်ပေါ်လာပြီးနောက်နိရောဇန္တိတပြိုင်နက်ချုပ်ပြောက်ကြကုန်၏ဒေသံထိုသို့ဖြစ်ချုပ်ကျိန်ဖန်အဖန်ဖန်ကြောင့်ဧကံဆင်းရဲမခိုင်မြဲပြီးခိုင်မြဲဤထင်စရာငါဆိုရာဘာတစ်ခုမျှမဟုတ်ကြကုန်သောထိုတေဘူးမကသင်္ခါရတရားအပေါင်းတို့၏ဟူပတမောအဖြစ်ငြိမ်း၍စက်သိမ်းရာအမှန်ဖြစ်သောနိဗ္ဗာန်ချမ်းသာမြတ်သည်သာလျှင်သူခောချမ်းသာတကားထိုထဲသာလွန်ထူးကဲ၍ချမ်းသာလာပါပေ၏သာဓုသာဓုသာ